မင်းကလေးငယ်ဟာကဘာပေါ်မှာအတန်မာဆုံးမင်းကလေးတစ်ယောက်ဖြစ်ပြီးရန်သူတွေရဲ့တိုက်ခိုက်မှုအားလုံးကိုအလွယ်တကူကာကွယ်နိုင်စွမ်းရှိပါတယ်။သူမဟာပေါ့ပေါ့ပါပါတိုးဝင်တိုက်ခိုက်လိုက်ရုံနဲ့တင်ပြိုင်ဘက်အားလုံးကိုအပြည့်ရှင်းပစ်နိုင်တာပါ။အကြောင်းရင်းကတော့သူမဟာအစိမ့်ငကားကိုစားတောက်ပြီးနောက် SSR အဆင့်ရှိတဲ့မော်လက်နက်ပစ္စည်းတွေကိုရရှိသွားခဲ့လို့ဖြစ်ပါတယ်။မိုင်ယာဟာသူမရဲ့လက်နက်အသစ်တွေကိုစမ်းသပ်ဖို့အတွက်တောအုပ်ထဲကိုချက်ချင်းထွက်လာခဲ့ပါတယ်။မိစ္ဆာကောင်တွေဟာသူမရဲ့ဒိုင်းကာခံစစ်ကိုတစ်ချက်လေးတောင်ဖောက်ထွက်နိုင်ခြင်းမရှိခဲ့ပါဘူး။အဆိုပါဒိုင်းကာကိုလက်နက်တစ်ခုလိုလည်းအသုံးပြုလို့ရတာကြောင့်မိုင်ယာဟာရန်သူတွေကိုတိုးဝင်တိုက်ခိုက်ရုံနဲ့တင်အလွယ်တကူအလဲထိုးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ကျိုင်းကောင်အုပ်ကြီးကပြန်တန်းရောက်ရှိလာခဲ့ပြန်ပါတယ်။မိုင်ယာဟာသူမရဲ့လက်နက်အသစ်ကိုထုတ်ယူလိုက်ပြီးအဆိုပါဓာတ်မှာတော့ရန်သူတွေကိုတုံးကနေရက်တန့်သွားစေမဲ့လျှက်စစ်မဟုရာမော်စွမ်းရည်ပါရှိတာကြောင့်ရန်သူအုပ်စုကြီးကိုစက္ကန့်ပိုင်းတွင်းမှာတင်လှုပ်ရှားလို့မရအောင်ဖမ်းချုပ်လိုက်ပါတယ်။အဲ့ဒီနောက်မိုင်ယာဟာဗင်းကျိုင်းကောင်တွေကိုစားတောက်ပြီးနောက်ပောက်ကွဲမှုတန်ကခန်းနိုင်ရှိတဲ့စွမ်းရည်နဲ့လူသားတွေကိုဝါမျိုးနိုင်တဲ့မော်စွမ်းရည်တွေကိုထပ်မံရရှိသွားခဲ့ပါတယ်။ဒါပေမဲ့မိုင်ယာကအဲ့ဒီစွမ်းရည်ကိုသူမရဲ့ဒိုင်းကာပေါ်မှာပဲမော်စီရင်ပြုတ်လုပ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့မိုင်ယာဟာမျိုးရဲစီကိုမော်ပညာနဲ့ပြန်လည်ကူးပြောင်းလာခဲ့ပြီးကစားသမားချင်းချင်းတိုက်ခိုက်ရမယ့် PK ပွဲစဉ်မှာပါဝင်ဖို့ပြင်ဆင်ပါတော့တယ်။ကစားသမားတွေကိုအရက်မျက်နှာအနှံ့ဂျပန်နေရာတွေစီပို့ဆောင်ပြီးတိုက်ခိုက်ခိုင်းတာဖြစ်ပြီးမိုင်ယာကတော့စွန့်ပစ်ထားတဲ့အထက်ခိုးလေးတစ်ခုစီရောက်ရှိသွားခဲ့ပါတယ်။သူမရဲ့လှုပ်ရှားမှုအရှိန်ကအလွန်နှေးကွေးလုံးတာကြောင့်အဆိုပါအထက်ခိုးရဲမှာတင်ရန်သူတွေလာမဲ့ချိန်ကိုအသာယာဆောင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲပထမဆုံးရန်သူရောက်ရှိလာပြီးအဆိုပါရန်သူကမိုင်ယာကိုအထင်သေးကအပေါ်ကနေခုံအုပ်ပြီးဝုန်းကနေလန့်ခုတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဓာတ်ချက်ကမိုင်ယာရဲ့ဒိုင်းကာကိုထိမှန်သွားတာနဲ့တပြိုင်နက်ဒိုင်းကာရဲ့ဝါမျိုးချင်းကိုချက်ချင်းခံလိုက်ရပါတယ်။မကြခင်မှာပဲနောက်ထပ်လူ3ယောက်ကမိုင်ယာကိုဖျက်တိုက်ဖို့ပြင်ဆင်ပြီးတူတူတိုးဝင်လာကြပါတယ်။မိုင်ယာကလှုပ်ရှားမှုဖမ်းချုပ်တဲ့စွမ်းရည်ကိုသုံးပြီး3ယောက်လုံးကိုချက်ချင်းလဲကျသွားစေခဲ့ကဒိုင်းကာနဲ့ပဲအသာယာဆုပ်ယူဝါမျိုးပစ်လိုက်ပါတယ်။အချိန်ကြာလာတာနဲ့အမျှကစားသမားတွေပုံမများပြားလာပြီးမိုင်ယာကိုဝိုင်းရံတိုက်ခိုက်ကြပေမဲ့သူမကတော့အားလုံးကိုအလွယ်တကူပဲအလဲထိုးပြခဲ့ပါတယ်။သူမရဲ့အစွမ်းပြကွက်တွေကိုလည်းပွဲစဉ်တစ်ခုလုံးမှာတိုက်ရိုက်ထုတ်လွှင့်ပြသနေခဲ့တာပါ။ကစားသမားတွေကမိုင်ယာကိုအရင်ဆုံးဖြိုလဲဖို့အတွက်အဖွဲလိုက်ကြပါတယ်။သူမရဲ့ခံစစ်ကအလုံးမြင့်မားလုံးတာကြောင့်ကစားသမားတွေကအဝေးပစ်မော်တက်တွေကိုသုံးပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲမိုင်ယာကသူမအစောပိုင်းကစားတောက်ခဲ့တဲ့အစိမ့်ကားကြီးကိုရှေ့မောက်စီတိုက်ရိုက်ဆင့်ခေါ်လိုက်ပါတယ်။အဆိုပါအစိမ့်ကားကြီးကပြင်းထန်လာတဲ့အစိမ့်ငွေတွေကိုမှုတ်ထုတ်ပစ်လိုက်တာကြောင့်ရန်သူအားလုံးကိုတဲလုံစမရှိအလွယ်တကူရှင်းလင်းပစ်လိုက်ပြီးမိုင်ယာဟာထိတ်ဆုံးတတိယနေရာစီတနက်မတ်တက်လန်းသွားခဲ့ပါတယ်။ထိတ်ဆုံးကကစားသမား3ယောက်ရဲ့ဒီနေရာကိုမြေပုံပေါ်မှာအမြဲပြသနေမှာဖြစ်ပြီးသူတို့ကိုတက်နိုင်ရင်အမှတ်တွေအမြောက်များရရှိမှာဖြစ်လို့မိုင်ယာအနေနဲ့နောက်ထပ်ကစားသမားများကြီးရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုထပ်မံရင်ဆိုင်ရတော့မှာဖြစ်တာကြောင့်အားလုံးရဲ့ရှေ့ဆက်ရမယ့်တိုက်ပွဲကတော့တကယ့်ကိုရင်သက်ရှုမောဖွယ်စိတ်လှုပ်ရှားစရာကောင်းနေပါတော့တယ်ဗျာ